မီးအားတွေရန်တက်လာရင်လည်းပစ္စည်းတွေလောင်မှစိတ်ပူရတယ်။မီးအားတွေရန်ကျသွားရင်လည်းအဲကုန်းတွေပြတ်မှကြောက်ရတယ်။ဓာတ်လိုက်မှလည်းစိုးရိမ်နေရတယ်။ဒီပြဿနာအားလုံးကိုကာကွယ်ဖို့အတွက် breaker တွေ safeguard တွေအများကြီးလိုအပ်နေတော့မယ်။အခုခေတ်မှာတော့ဒါတွေအားလုံးကိုတစ်လုံးနဲ့ဗတ်စုံကာကွယ်ပေးတဲ့ smart နည်းပညာပေါ်နေပါပြီ။အဲ့ဒါကတော့ MEW ကနေပြီးတော့ထွက်ရှိလာတဲ့ smart recursion multi-function protector ပဲဖြစ်ပါတယ်။ဒီပစ္စည်းလေးက DB ပေါက်ထဲမှာရှိတဲ့ DIN array ပေါ်မှာနေရာအများကြီးမြည်ပဲနဲ့လွယ်လွယ်ကူကူတက်ဆင်လို့ရတဲ့ exercise တွေပါ။သူ့ရဲ့ specification ကိုကြည့်မယ်ဆိုရင် rate voltage အနေနဲ့ကတော့ AC 220 volt နဲ့အလုပ်လုပ်ပါတယ်။ rate current အနေနဲ့ကတော့63 ampere အထိအမြင့်ဆုံးခံနိုင်ရရှိပါတယ်။ load capacity ကတော့ motor မှာပါတဲ့ load inductive load ဆိုရင်6 kW တာမန်မီးကြောင့်အပူပေးဆက် resistive load ဆိုရင်13 kW အထိတက်ဆင်အသုံးပြုနိုင်ပါတယ်။ဒီပစ္စည်းကိုဘာလို့ VAML လို့ခေါ်တာလဲဆိုရင်သူ့မှာအဓိကစောင့်ကြည့်ကာကွယ်ပေးတဲ့စနစ်၄ချက်ပါဝင်လို့ပါ။ V ဆိုတာကတော့ voltage protection over voltage မီးအားတက်ခြင်းနဲ့ under voltage မီးအားကျခြင်းတွေကနေကာကွယ်ပေးပါတယ်။ A ဆိုတာက ampere current protection over current သတ်မှတ်တာထက် current ပိုစီးပြီးတော့ wire short ဖြစ်ခြင်းကိုဖြတ်တောက်ပေးပါတယ်။ M ဆိုတာကတော့ metering function လျှပ်စစ်ဖို့အား current စီးဆင်းမှုနဲ့ကိုယ်အိမ်ကသုံးလိုက်တဲ့ power unit kilowatt hour ပမာဏကို real time တိတိကျကျတိုင်းတာပြသပေးပါတယ်။ L ဆိုတာကတော့ leak protection ဒါကအသက်အန္တရာယ်အတွက်အရေးကြီးဆုံးပါ။ဝါယာကြိုးတွေစီကနေလျှပ်စစ်တအားယူစိမ့်တာဒါမှမဟုတ်လူကိုဓာတ်လိုက်တာနဲ့တပြိုင်နက်မီးဖြတ်ပေးတဲ့ early gas နဲ့ပါဝင်ပါတယ်။ဒီကောင်းရဲ့အမိုက်ဆုံးအချက်က smart recursion အလိုလျောက်မီးပြန်လွှတ်ပေးတဲ့စနစ်ပါ။တာမန် breaker တွေလိုကျသွားတာနဲ့လက်နဲ့လိုက်တင်နေစရာမလိုပါဘူး။ setting တွေထဲမှာလည်းမီးအားပြန်ကောင်းလာရင်ဘယ်နှစက္ကန့်စောင့်ပြီးမှမီးပြန်ဖွင့်မလဲ recovery တိုင်းပါပါတယ်။နောက်တစ်ခုကမီးအားဘယ်လောက်ထိတက်ရင်ဖြတ်မလဲ။ဥပမာ230 volt ကနေ300 volt ကြား။နောက်တစ်ခုကကျတော့ဘယ်လောက်ထိကျရင်ဖြတ်မလဲ။110 volt ကနေ210ကြား။ဆိုတာတွေကိုကိုယ့်အိမ်ကလျှက်စစ်အခြေအနေလိုက်အသေးစိတ်စိတ်ကြိုက်ချိန်ထားလို့ရပါတယ်။ဝါကျိုးချိတ်ဆက်ရတာလည်းအရင်ကယူရှင်းပါတယ်။အပေါ်က in ဆိုတဲ့ neutral နဲ့ line မှာ main meter ဒါမှမဟုတ် main breaker လာတဲ့ဝင်ကြိုးကိုချိန်ပြီးတော့အောက်က out ဆိုတဲ့နေရာကနေတဆင့်အိမ်တွင်းလှုပ်တွေစီကိုပြန်လွှတ်ပေးအောင်ပါပဲ။တတိပြုရန်အချက်အနေနဲ့ဒီပစ္စည်းမှာ short circuit မီးကြိုးပူပြီးတော့ short ဖြစ်တာကိုကာကွယ်တဲ့စနစ်မပါဝင်လို့သူ့ရဲ့အရှိမတာမန် circuit breaker MCB တစ်လုံးနဲ့တွဲဖက်အသုံးပြုပေးရပါမယ်။အိမ်တစ်လုံးရဲ့လျှက်စစ်အန္တရာယ်ကို safeguard ရောမီတာရောအလိကတ်ရောတစ်လုံးနဲ့သုံးဓာတ်ကွမ်းစမတ်ကြကာကွယ်ခြင်းနဲ့ဆိုရင်တော့ MEW multi function protector ကအသင့်တော်ဆုံးပါပဲ။